စီးပွားရေးလောကမှာလေချဲအနေနဲ့ဆိုရင်ဒီနှမျိုးမရှိနိုင်ရင်လုံးဝရက်တီလို့မရဘူးလို့ချဲမြင်တာဘာလို့လဲဆိုတော့ချဲကိုယ်တိုင်လည်းရက်တီလာတာ9နှစ်ရှိသွားပြီငွေဘလောက်ပဲရှိတချို့ကဘာဖြစ်လို့ပျောက်ကွယ်သွားကြလဲပြီးတော့အမကိုယ်တိုင်လည်းအခုရက်တီလာတာဘယ်နှစ်ရှိသွားပြီလဲ12နှစ်12ရှိသွားပြီပြီးတော့ကိုပိုင် brand ပေါ်မှာဘယ်နှစ်ရှိသွားပြီလဲ9နှစ်ရှိပြီပေါ့နော်9နှစ်ရှိသွားပြီဒီ9နှစ်အတွင်းမှာရက်တီနိုင်ဖို့ပြီးတော့ချဲကိုယ်တိုင်လည်းလောက်ထိရက်တီလာနိုင်ဖို့ကနံပါတ်1က passion ယူတူချင်းပဲဖြစ်တယ်အမရဘယ်လိုမြင်လဲpassion ပဲအရေးကြီးဆုံးပဲပေါ့နော် passion ပြောပြပေးပါဦးဒီ brand လောကမှာဟုတ် brand လောကမှာဆိုရင်ဒီ passion ကလူတယောက်ကရှိဖို့လိုတယ်ပေါ့နော်ဒီ passion ရှိနေမှလည်းကိုကအောင်မြင်မှုတစ်ခုကိုရောက်သွားတဲ့အချိန်မှာနောက်ထပ်တက်လန်တစ်ခုကိုကိုကမြင်ရမယ်ပြီးတကယ်အခက်ခဲကြုံရတဲ့အချိန်မှာလည်းဒီ passion တွေကပဲကိုဖျက်ကျော်ပေးနိုင်မှာပေါ့နော် YouTube တဲဆိုတာလည်းတာမန်မရဘူးเนาะတာမန်မရဘူးဘယ်လောက်ထိ YouTube ရတာလဲဒီလောက်ထိကိုရက်တည်နိုင်တာပြီးတော့ online မှာလည်းပြောရမယ်ဆိုရင် version အမျိုးမျိုးကြုံတွေ့လာခဲ့ရပြီလေပြီးတော့အခုဒီ Fairy brand မှာဆိုရင်အခုနှစ်တောင်ရှိသွားပြီဆိုတော့အဲ့ဒီ passion ကိုပြောပြပေးပါအောင်ဒီအခုမှစာလုပ်တဲ့သူတွေပစ္စည်းရောင်းချင်တဲ့သူတွေ leader ဖြစ်ချင်တဲ့သူတွေ brand founder ဖြစ်ချင်တဲ့သူတွေဘလို့ passion မျိုးလဲပြောပြပေးပါဦး YouTube မှုပေါ့နော်ကိုယ့်ရဲ့ဒီခံယူထားတဲ့ passion ကဘာလဲဆိုတော့ပေါ့နော်အိမ်မရစားမရထိကိုမှအတွေးတွေကဒီလုပ်ငန်းပေါ်ပဲရောက်နေတာမျိုးပေါ့နော်အဲ့လိုမျိုးထိကိုခံစားရပြီလားပေါ့နော်အဲ့လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်ကသူ့ကိုတိုးတက်ဖို့အတွက်ငါညအိမ်မပျော်ဘူးသမင်းစားလဲတူအပြင်ထွက်လဲတူအတွေးတွေကအကုန်လုံးသူ့စီပဲရောက်နေပြီလားပေါ့နော်အဲ့လိုမျိုးတွေအရန်ခံစားရနေပြီဆိုရင်ဒါအနေဒီလုပ်ငန်းမှာ passion ကစရှိနေပြီဟုတ်တယ်နော် passion စရှိပြီဆိုရင်တော့ဒီလုပ်ငန်းကိုနေစလုပ်လို့ရတယ်တချို့လုပ်တွေကအားလုံးကြုံမှုလားတချို့လူတွေဆိုရင်တို့အလုပ်လုပ်တာဘာဖြစ်လို့အကြိုင်မလုပ်နိုင်လဲဆိုတို့လိုရတယ်လှုပ်ချင်လို့တာအကျိုးမြတ်ရှိမယ်ထင်လို့လားတို့ကလှုပ်လိုက်တာချစ်လားဆိုတော့လေအဲ့လောက်ထိမချစ်ဘူးသူ့အပေါ်အတွေးတွေကလည်းအဲ့လောက်ထိရောက်နေတာမျိုးမဟုတ်ဘူးအဲ့လိုကြတော့လေအောင်မြင်မှုတစ်ခုတော့ရောက်လိမ့်မယ်ဒါပေမဲ့ကြားဖို့လည်းမြင်တယ်ပြီးရက်ဖို့လည်းမြင်တယ်အခုဆိုရင် online မှာဆိုရင်ဒီ9နှစ်လောက်ရှိခဲ့တဲ့အချိန်မှာဘာဖြစ်လို့တော်တော်များများကရက်တန့်သွားလဲဆိုတဲ့ဒီမေးခွန်းမှာဆိုရင်တော်တော်များများကဒီ passion ကမလုံလောက်တယ်လို့ပေါ့နော်ဘာလို့လဲဆိုတို့တချို့ကြရန်ခက်ခဲကြုံတွေ့တဲ့အချိန်မှာတို့လိုကပျောက်သွားကြတယ် passion ရှိရဆိုပျောက်မခံဘူးရဲ့ဟုတ်တယ်ကြောက်မခံဘူးမျိုးစုံကိုဂျွန်းလိုက်မယ်ဖြစ်ရအောင်ဒီမှာပြန်ပြီးတော့ကျိုးကိုဆွဲပြီးတော့တက်လာမှာပဲပေါ့နော်ဘာလို့ဆိုတော့ဒီလုပ်ငန်းမှာကိုကမရှိလို့မရဘူးလေနော်ကိုယ့်ရဲ့အသက်နဲ့သူ့ရဲ့လုပ်ငန်းရဲ့ဟာနေကတစ်ထက်တည်းကြာနေတာပေါ့နော်ငါအသက်ရှင်နေတူရတော့ဒီလုပ်ငန်းမှာငါရှိနေအောင်ပဲပေါ့အဲ့လိုမျိုးပုံစံပေါ့နော်တချို့ကြကလည်းဂျားထဲမှာဘာဖြစ်လို့ပျောက်သွားလဲဆိုတော့တချို့ကြ relationship တွေကြောင်းပေါ့ဘာဖြစ်လို့ relationship ကြောင်းထိလဲဆိုတော့လေခဏပြောတယ် passion ကမခိုင်လုံလို့ကိုဆိုရင်ဥမာ passion ခိုင်လုံတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ relationship မှာကိုကဥမာအလျှော့ပေးလိုက်လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကိုမထိခိုက်ဘူးဆိုရင်အလျှော့ပေးလိုက်မယ်ကိုကနည်းနည်းလေးပို့ပြီးတော့ဥဆောင်လိုက်မယ်ဆိုရင်အရာတိုင်းကကိုယ့်ရဲ့ဒီ passion နဲ့တွဲနေတာပေါ့နော်ကိုကလုံးဝ YouTube နေတော့သူ့အတွက်ပဲတွေးတော့လုပ်ငန်းတိုင်းကအကုန်လုံးကအကောင်းဆုံးကိုကွာဖြည့်ရှင်းနိုင်ခဲ့တာပေါ့နော်ကို့အတွက်မတွေးဖြစ်တော့လုပ်ငန်းအတွက်ပဲတွေးဖြစ်တော့တာဘာလို့လဲဆိုတော့ကွာသူ့ချစ်တာလေနော်ရီးစားတွေလိုမျိုးပေါ့ကိုကဥမာဒါဒီဟာကိုမကြိုက်ဘူးဒါပေမဲ့ तू ကြိုက်တယ်ဆိုတော့ကိုကစားကူပေးလိုက်မယ်အဲ့လိုမျိုးပုံစံကိုလုပ်ငန်းမှာကိုကတုံးထက်မယ်ဆိုရင်တော့အရာတိုင်းကချောချောမှုမှုလေးဖြစ်သွားမှာပေါ့ဟုတ်တယ်နော်တကယ်လို့ဘယ်လို passion မျိုးထားရမှာလဲလူတိုင်းတော့အသွဲရှိလာကြတာကြီးပဲလေနော်ချစ်သူထားတဲ့အချိန်မှာပြန်စဉ်းစားကြည့်ပြန်တွေးကြည့်ခါကျရင်တိခံရတယ်နော်တိခံရမယ့်အချိန်ရှိတယ်လှုပ်ပေးရမယ့်အချိန်ရှိမယ်ပြင်ပန်းရမယ့်အချိန်ရှိတယ်အဟာလေးကိုလက်ခံလိုက်လက်ခံနေချင်းနဲ့ချစ်လေးလက်ခံဟုတ်တယ်မလားကြီးစားလှုပ်ပေးရဆိုမောပင်မဲ့ပျော်တယ်လေနော်အဲ့လိုမျိုးပဲလုပ်ငန်းမှာဆိုလဲကိုကမောရင်လဲပျော်မယ်ပြဿနာတွေ့ရင်လဲဖြေရှင်းရတာပျော်မယ်ဆိုရင်ကို passion ကဒါအရင်မှန်နေပြီသူနဲ့ relationship ရှိနေပြီပေါ့ဟုတ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ချယ်နဲ့သူမလားတော့မသိအမရင်ပြောမယ်နောက်တစ်ချက်ကကြတော့ why ပေါ့ဒီလုပ်ငန်းကိုဘာကြောင့်လုပ်လဲပေါ့ဟုတ်တယ်အရင်မှန်တယ် why ဟုတ်တယ်ကိုလောက်တဲ့အလုပ်ပေါ်မှာ why မရှိမရအောင်ချဲကိုရိုင်းလည်းဒီ online ပေါ်မှာလောက်လာတယ်လောက်လာပြီးတော့တစ်နေ့မှာကိုလည်းရောင်းတော်လာပြီးကိုမှလည်း agent တွေများလာပြီးပြီးတော့ brand ထုတ်ဖို့လည်းအခွင့်အရေးတွေရလာတဲ့အချိန်မှချေမျက်စိအာရုံကြောနဲ့ပတ်သက်တဲ့ Ava တောင်ချဲထုတ်ခဲ့တယ်ကိုပိုင် brand ပေါ့နော်ကိုပိုင် brand ထုတ်လိုက်တဲ့အချိန်မှာအမှချဲကိုရဲ့ why ကိုပြန်ကြည့်တာပစ္စည်းထုတ်ရတာပျော်တယ်ချဲကလက်လီရောင်းရတာပျော်တယ်အဲ့လိုမျိုးလက်က team စနစ်နဲ့ချဲလောက်ရတာမပျော်ဘူးဒါချဲရဲ့အားနည်းချက်လည်းပြောလို့ရတယ်အမှချဲမပျော်တော့ငိုရပြီးမပျော်တလို့မျိုးဖြစ်သွားတယ် passion မရှိဘူးတာဝန်ရတလို့မျိုးပဲလုပ်နေသွားတယ်ပြီးတော့ wine ကလည်းမမြင်နေဘူးအဲ့မှာ wine ကိုအချိန်ခါပြန်မေးတယ် wine ဘလို့မရအဲ့မှာဒီ knowledge business ပေါ့နော်ဒီ trainer လမ်းကြောင်းမှာကိုယ့်ရဲ့ wine ကအရန်ထင်ရှားတယ်ကိုယ့်ရဲ့စကားတခွန်းကနေကိုပေးလိုက်တဲ့ပညာကနေလူတွေပြောင်းလဲသွားတာကိုမြင်ရတာအရန်စိတ်ချမ်းသာတယ်ပြီးတော့ကိုယ့်ရဲ့ပုံရိပ်အသက်50အထိနော်ဒီ state ပေါ်တက်ပြီးတော့ပညာပေးနေတာ motivate ပေးတာ training ပေးတာအဲ့ဒါကိုပို့ပြီးထင်ရှားတယ်ချဲပဲ
ယ်နေရာသွားလူတွေတွေ့တဲ့အခါမှာချဲကတီကျေးဇူးတင်နေအဲ့ဒီစကားတခွန်းကြောင့်ကိုကနေ့တိုင်းကိုရက်တည်နိုင်တာဘာလို့လဲဆိုတော့အစကတည်းကိုယ့်ရဲ့ဝိုင်းကတိကျထင်ရှားနေတဲ့အခါမှာကိုပေးလိုက်တဲ့အတိုင်းကသူတို့ရတယ်သူတို့ရတော့သူတို့ကိုတွေ့ရင်ကျေးဇူးတင်ကြရတယ်တချို့ဆိုရင်ချဲထိုင်းသွားတဲ့အချိန်မှာချဲကိုတွေ့တာချဲကတီကြောက်ပေါ့နော်ကျမတို့ဒီအသွေးပြောင်းလဲသွားတယ်တချို့ဆိုရင်ကိုပိုင် business လုပ်ရဲလာတယ်ကျမပေးတဲ့နီးကနေအခုကျမလိုက်လွိနိုင်သွားပြီးတော့ကျမဘဝပြောင်းလဲသွားတယ်လစာဘဝတမားကနေကိုပိုင်အလုပ်ပေါ့ရောက်လာတဲ့သူကိုမြင်လေးပျော်လေးပဲအဲ့ဒါချဲရဲ့ဝိုင်းပဲဟုတ်တယ်အမရော ကိုယ့်ရဲ့ wine ကပေါ့နော် wine ကခဏပြောသလိုမျိုးပဲပေါ့နော်ကိုကဒီလုပ်ငန်းကို YouTube ပြီးဆို YouTube မှုတစ်ခုရှိနေရတော့ဟုတ်ပြီလေနော်အယူတော့ဖြစ်နေပြီဒါပေမဲ့ဒီလုပ်ငန်းကိုကြာရှည်ခိုင်ဖို့အတွက်ကကြတော့ wine နေများမေးပေါ့နော်အဲ customer တွေဘာဖြစ်လို့ငါပစ္စည်းကိုဝယ်ရမလဲဟုတ်တယ်မလားလက်ကားတွေကဘာဖြစ်လို့ကိုပစ္စည်းကိုယူရောင်းရမလဲဒီ wine နေများမေးကိုကချစ်တော့ချစ်လိုက်ပြီသူ့ချစ်တယ်ပြောပေမဲ့သူ့မေးရမှာလေနော်သူကဘာလေးတွေကြိုက်လဲဘယ်လိုပုံစံမျိုးလေးဖြစ်ချင်လဲအဲ့အရာလေးလိုမျိုးပဲကိုလုပ်ငန်းမှာများ wine မေးပြီးခဲ့လို့ရှိရင်ကိုကဒီ wine ကြောင့်မို့ကိုကရက်တီရာပို့ပြီးတော့ခိုင်မာလာတယ်ကိုယ့်ရဲ့ wine ကကြတော့ပါလဲဆိုကိုလည်းခဏတစ်ချိန်ပြောသလိုပဲဝန်ထမ်းကနေတက်လာတဲ့ business woman တယောက်ဆိုတော့ပေါ့နော်ဟိုကိုတိုင်းတော့မှဒီ2သိန်းလစာလောက်ကနေအခုချိန်ပေါ့နော်ပထမဆုံးကကိုယ့်ရဲ့အောင်မြင်မှုပဲဒုတိယတစ်ခုကကိုအဲ့အောင်မြင်မှုရတဲ့ချိန်ကိုချစ်တဲ့လူတွေကိုလည်းအဲ့အောင်မြင်မှုကိုစပြီးတော့ခံစားစေချင်တယ်ဟုတ်တယ်နော်ဒီချိန်ဆိုလည်းအခု coach တွေလုပ်ပေးတယ်ဆိုသူတို့တွေပြောင်းလဲသွားရင်ပျော်ရွှင်မှုသူတို့မြင်မြန်ခံစားခိုင်းစေချင်တာလीနော်ကိုဆိုလည်းအဲ့လိုမျိုးကိုလိုမျိုးကိုတော်မှလုံနိုင်ခဲ့တာဖြစ်တဲ့အတွက်ကိုလိုမျိုးအရေးချင်းရှိတဲ့လူတွေအခုထက်အရေးချင်းပိုရှိတဲ့လူဆိုသူတို့တွေလည်းဒီလိုမျိုးခံစားတင်တယ်ဆိုပြီးတော့မှဒီကိုယ့်ရဲ့ fine ကပို့ပြီးတော့ခိုင်လုံလာတာပေါ့ဟုတ်တယ်နော်အဲ့တော့ဘယ် business မှာမဆိုနော်ဘယ်နယ်ပယ်မှာမဆိုဒီနှစ်ချက်ရှိရင်တော့အောင်မြင်နိုင်တယ်လို့ချဲမြင်တယ်အမရောဘယ်လိုမြင်လဲဒီနှစ်ချက်ရှိရင်တော့မအောင်မြင်တော့အောင်မြင်အောင်လုပ်ပါလေနော်ဟုတ်တယ်နော်အဲ့တော့ကိုအခုမှစားလုပ်တဲ့သူတွေဒါမှမဟုတ် brand founder ဖြစ်နေတဲ့သူတွေဒါမှမဟုတ်ဒီ knowledge business လမ်းကြောင်းရှောက်နေတဲ့သူတွေဖြစ်နံပါတ်1 passion ပဲဒုတိယအချက်က wine ဒီနှစ်ချက်နဲ့ပဲအလုပ်ပြန်လုပ်ကြည့်ဒီနှစ်ချက်တိကျလာပြီးဆိုရင် how to ကလိုက်လာတော့မခက်ဘူး how to ကမခက်ဘူးလုပ်ရမယ့်အလုပ်တွေကတိကျကျထွက်လာလေပဲတိကျထွက်လာလေ result ကတိကျလေပဲโอเคဟုတ်ကဲ့ပါကိုယ့်ရဲ့နေရာမှာအားလုံးရက်တည်နိုင်ပြီးတော့အောင်မြင်ကြပါစေ coach Kitty ပါ Fairy founder မဆုနိုင်ခိုင်ပါ